ဆရာမရဲ့အခုမှအရှင်လတ်လတ်အပြင်မှာတွေ့ဘူးတဲ့အမေတော့ဆရာမဒီချင်းတဲ့ဒီတော့တော့နားထောင်တယ်လို့နော်သူကဆရာမအပြပြောင်းနေလာတာအေးတော်တယ် ဆရာမအရာသိရှင်တာရောက်ပုံမရောက်တဲ့အချိန်နဲ့စုတောင်းနေဆရာမဆိုမှာဟိုစုတောင်းပြီးမှပိတ်တိတ်ခါယူချင်တယ်အဖေတကယ်ခွေးပေးပါဆိုမှစုတောင်းအခုဖေတကယ်ခွေးပေးတော့အယောင်းအောင်ပြောင်းတယ်ဟိုတက်တိတ်ခါရှိတာတခုရှိရပါတော့ဟိုအယူကကိုပြီးဖြစ်တဲ့ဆိုတကဘာလို့ကိုပြီးဖြစ်တဲ့ဆိုဆရာမအဲ့ချေတော့အကိုလိုကိုပြီးဖြစ်တော့ဟိုဖေတကယ်ပြောတကပေးမှစုတောင်းပြောတော့ဟိုအဲ့ရထဲမှာလေဆရာမဒီချီရှိမကိုပဲဒီချီဖွေးပြီးမှဆိုမှစုတောင်းဒူထောင်းနေရင်လည်းစုတောင်းတဲ့အချိန်ပေါ့နော်ဒီစုတောင်းတော့ညသွားတော့လေဟိုအဲ့ကျတော့ဒီမှာစလဲသူ့မဖတ်သေးဘူးပေါ့နော်စပြတဲ့ခါစားဆိုတော့အဲ့မစုတောင်းတော့ဆရာမချီမကိုပဲချီချီမကိုကိုနေအဲ့တာထောက်တော့ကျင်နာအားရပြီးဆိုတော့ညတော့စကားလာပြောနေတယ်အမေအဲ့ကြောင့်我想到对象，得考虑我，哎，我这边是啥的？我哎呀，我，ဆရာမ那么想嘛去嘛，不过就是哦，晓得个对的股票他说什么低了了不？哎，而且说把说的哦，是讲怎么那么来给你早上嘛拍到的呢？对面早上拍一拍，因为当时阿妹就是说早开多少片阿妹上阿妹卡住了低了了不？ဝန်တာပါလေဆရာမရဲ့တွေ့ရတာဝန်တာပါလေ ဆရာနော်ဆရာမတို့ဇနီးမောင်နှံကိုမြတ်ကြီးအဖြစ်တာဟုတ်ကဲ့ မြတ်ခင်ပြင်ဆင်ပေးတယ် ဟုတ်ကဲ့ဆရာမဖျားတာကြီးသုံးပါစေကျွန်တော်အယောက်3-40လောက်ခေါ်လာတယ်ဆရာမကလေးတွေပိတ်တိတ်ပေးပါလို့နော်စူတောင်းကောင်းကြီးပေးပါဟုတ်ကဲ့နော်ဆရာမကျွန်တော်တမီးတွေအများခေါ်လာလေတတ်စူတောင်းခံမယ်လေဆရာမနော် ဟုတ်ကဲ့ပါ ဟုတ်ပါ ကျေးဇူးတင်ပါ ဟုတ်ကဲ့ပါ God bless you ဟုတ်ပြီနော်ဟုတ်ကဲ့